အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ကိုယ့်ရဲ့ Gmail account နဲ့ကိုယ်ဖုန်းနံပါတ်ကိုချိတ်ဆက်တာလေးကိုပြောပြပေးတော့မှာကျွန်တော် profile နဲ့ manage QR code ရဲ့ account ဆိုရလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးရင်အဲ့မှာကြာလာတဲ့မှာကျွန်တော်က security and science ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ရွေးပါမယ်ဟုတ်ပြီရွေးလိုက်တဲ့အခါမှာကျွန်တော် security နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်ကြာလာပြီအဲ့ထဲကမှကျွန်တော် recovery email ရှိမယ်two step verification password တွေရှိမယ်เนาะပြီးလို့ရှိရင်ကျွန်တော် recovery phone recovery email ရှိမယ်အဲ့ဒီမှာကျွန်တော် recovery phone ကိုကျွန်တော် login အမှာဖြစ်ပါတယ်အရေးကြီးဆုံးကတော့ two step verification မှာနောက်ကြရင်အဲ့ဒီအကြောင်းကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ပထမဆုံးကျွန်တော်တို့က recovery phone ဆိုတဲ့အတွက်အဲ့ဒီ mobile phone number ကိုနှိပ်မယ်နှိပ်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ရဲ့ Gmail password ကိုတောင်းပါတယ်တောင်းတဲ့အခါကျရင်ကျွန်တော်ကဘာလုပ်လိုက်ပြင်မလဲဆိုရင်ကိုယ့်ရဲ့ Gmail password ကိုရိုက်ပေးမယ်အဲ့တော့လူကြီးမင်းတို့အနေနဲ့အဓိကကျွန်တော်ပြောချင်တာကကိုယ့်ရဲ့ Gmail account ကို password ကိုသိချာမှတ်ထားပါဟုတ်လားအုံနောက်ထဲမှာမှတ်ထားပါစာအုပ်ထဲမှာမှတ်ထားပါလုံခြုံတဲ့နေရာမှာမှတ်ထားပါเนาะအဓိကမှတ်မိနေလို့လိုပါတယ်ကိုယ့်ရဲ့ Gmail password ကိုရိုက်ပြီးတော့ကျွန်တော်က next နှိပ်လိုက်ရင်ဟုတ်လား next ကိုနှိပ်ပါမယ်next နှိပ်ပြီးရင်တော့ recovery phone ရဲ့ဘယ်ကိုရောက်သွားပြီရောက်ရင်ပြီးရင် add ဟုတ်လား recovery phone ကိုရွေးမယ်ရွေးရလက်ရှိကျွန်တော်ကတောင်ကိုရီးယားနိုင်ငံမှာဖြစ်တဲ့အတွက်တောင်ကိုရီးယားနိုင်ငံကိုရွေးပါမယ်ဆောက်ကိုရီးယားကိုကျွန်တော်ရွေးလိုက်ပါမယ်ရွေးပြီးရင်ကျွန်တော်သုံးတဲ့ဖုန်းနံပါတ်ကိုကျွန်တော်ရိုက်ထည့်ပေးလိုက်ပါတယ်ကျွန်တော်တို့အဲ့ recovery phone ရှိခြင်းအတွက်ဘာဖြစ်မလဲဆိုရင်ကျွန်တော်ကတော့လို့ Gmail password မေးသွားရဆိုရှင်အဲ့ recovery phone ကနေပြီးတော့ပြန်ပြီးတော့ဟာ Gmail ကိုဆက်လို့ရမှာဖြစ်ပါတယ်เนาะပြီးရင်ဟာကျွန်တော်က national လိုက်ရင်ရပါပြီကျွန်တော်ကတော့ဒီအခုမှပဲကို Gmail account ဖွင့်ထားတာဖြစ်တဲ့အတွက် Gmail ကိုလည်းကကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဟာလက်ရှိတည်နေတာဖြစ်တဲ့အတွက်ဘာမှကုတ်တွေပါချပေးတာမဖြစ်ပါဘူးမြန်မာပြည်မှာဆိုလို့ရှိရင်တော့အရင်ကတည်းကဖွင့်ထားတဲ့အကောင့်တွေဆိုလို့ရှိရင်ကိုဖုန်းနဲ့ကိုဟလာကုတ်ကြလာနိုင်ပါတယ်အဲ့ကုတ်ကိုပြန်ရရတာမျိုးလည်းဖြစ်နိုင်ပါတယ်ခင်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခုလိုကြည့်ပေးတဲ့အတွက်နောက်ပြီးတော့ညမှာပြန်ဆုံပါအောင်မယ် Thank you for watching bye bye